တိုင်းလေအခြေအနေကိုကောင်းကောင်းနားလည်တဲ့တပ်ပရင်ဦးကြီးဟာကမ်းခြေဆောင်အသက်ကယ်သမားစီကိုတွားပြီးမကြခင်မှာကမ်းခြေတစ်ခုလုံးကိုဝါမျိုးသွားမဲ့အနေရှိတဲ့မုန်တိုင်းကြီးတစ်ခုလာတော့မယ်လို့သတိပေးခဲ့ပါတယ်။ဒါပေမဲ့အသက်ကယ်သမားကတော့လူကြီးရဲ့စကားကိုပေါင်ပြောင်ပြီးထိုင်ကုန်ပေါ်မှာတန်းဝင်ရင်ပေါ့ပေါ့ပပပဲနေခဲ့ပါတယ်။ကပရင်ကြီးကသူ့ရဲ့ပတ်စံအိတ်ထဲကအရင်ကသူပိုင်ခဲ့တဲ့ငါးဖမ်းတင်မောပုံကိုထုတ်ပြပြီးသူဟာပင်လယ်ပြင်မှာနှစ်ပေါင်း20ကျော်ဖြတ်တန်းခဲ့တဲ့ဝိုင်းရင်တယောက်ဖြစ်ကြောင်းဒီမုန်တိုင်းကကမ်းခြေကိုဖျက်ဆီးပစ်လိုက်မယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အသက်ကယ်သမားကမိုးကြိုးပစ်တာဒါမှမဟုတ်မိုးချင်းတန်ကြားမှာပဲငါခရုတန်မှုတ်ပြီးလူတွေကိုသတိပေးမယ်အခုတော့သွားစမ်းပါအဖိုးကြီးရာဆိုပြီးရေမောကမောင်းထုတ်လိုက်ပါတယ်။ကပရင်ကြီးဟာလက်မခံတဲ့အသက်ကယ်သမားကိုထားခဲ့ပြီးတဲတောင်ပြင်မှာတဲရဲတိုက်ဆော့နေတဲ့မိခင်နဲ့ကလေးငယ်စီသွားပြီးကမ်းခြေကနေအမြန်ဆုံးထွက်ခွာဖို့ပြောပါတယ်။ဒါပေမဲ့ထိုမိခင်ကလည်းအသက်ကယ်သမားရဲ့အချက်ပြမှုကိုပဲစောင့်မဲ့အကြောင်းနဲ့ဒီခရီးစဉ်အတွက်လနဲ့ချီပြင်ဆင်ခဲ့ရတာမို့လို့မပြန်နိုင်ကြောင်းညှင်းဆိုခဲ့ပါတယ်။အဲဒီနောက်ကပရင်ကြီးဟာတတုရှာဖွေဆက်နဲ့ပစ္စည်းရှာနေတဲ့လူတစ်ယောက်ကိုလည်းတားဆီးခဲ့ပါသေးတယ်။ထိုလူကလည်းသူ့ကိုစိတ်ယူပေါက်နေတဲ့အဖိုးကြီးတစ်ယောက်လိုသဘောထားပြီးဖယ်ရှားပစ်ခဲ့ပါတယ်။ခဏအကြာမှာတော့ကောင်းကင်ရဲတစ်ခုလုံးမှောင်မိုက်လာပြီးလှိုင်းလုံးကြီးတွေဟာကမ်းခြေအထိတဟုန်ထိုးတက်လာပါတော့တယ်လူတွေအများကြီးကိုလိုက်လံသတိပေးဖို့အချိန်မရတော့တာကြောင့်ကပရင်ကြီးဟာသူ့ရဲ့ကြောပိုးအိတ်ထဲကအရင်ကတင်မောသားတွေကိုသတိပေးရမှာတုံးတဲ့ဝီစီကိုထုတ်ပြီးအရေးပေါ်အခြေအနေအချက်ပြတဲ့အတိုင်းအားကုန်မှုတ်လိုက်ပါတော့တယ်ဝီစီတန်ကြားရတဲ့အခါကမ်းခြေကလူတွေအားလုံးထိတ်လန့်တုန်လှုပ်ပြီးသူတို့ပစ္စည်းတွေကိုကောက်ယူကအသက်လူထွက်ပြေးကြပါတော့တယ်ဒါကိုမြင်တဲ့အသက်ကယ်သမားဟာထိုင်ကုန်ပေါ်ကနေဆင်းပြေးလာပြီးလူတွေကိုပြန်လာဖို့တားဆီးပေမဲ့ကပရင်ကြီးကတော့ဝီစီကိုစက်တိုက်မှုနေခဲ့ပါတယ်စိတ်ဆိုးဒေါသထွက်သွားတဲ့အသက်ကယ်သမားကကပရင်ကြီးကိုရဲတိုင်မယ်လို့ချင်းချောက်တဲ့အခါကပရင်ကြီးကမင်းမောင်နေတဲ့ကောင်းကင်ကြီးကိုလက်ညှိုးထိုးပြပြီးတိုင်ကျင်တိုင်ဆန်းမှာရဲတွေဒီကိုရောက်လာတဲ့အချိန်ကျရင်မရှိတော့မှမဟုတ်ဘူးလို့ပြောပြီးကမ်းခြေကနေထွက်ခွာသွားပါတော့တယ်မိနစ်ပိုင်းအတွင်းမှာပဲတေးထန်လာတဲ့မိုးတက်မုန်တိုင်းကြီးဟာကမ်းခြေကိုရိုက်ခတ်သွားပါတော့တယ်။ကပရင်ကြီးကတော့အနီးနားကအဖေးဆိုင်လေးတွေကနေမုန်တိုင်းရဲ့ဖျက်ဆီးမှုကိုစောင့်ကြည့်နေခဲ့ပါတယ်။မုန်တိုင်းပြီးလို့ညဘက်ကမ်းခြေကိုပြန်သွားကြည့်တဲ့အခါမှာတော့ကမ်းခြေဆောင်ထိုင်ကုန်ကြီးဟာပင်လယ်ထဲကိုမျောပါသွားခဲ့ပါပြီးတဲတောင်မြင်းတစ်ခုလုံးပျက်စီးသွားပြီးဘာမှမကျန်တော့တဲ့အထဲမှာထိုအသက်ကယ်သမားရဲ့ဝီစီလေးတစ်ခုပဲတဲထဲမှာကျန်ရစ်ခဲ့ပါတော့တယ်။